မြည်တဲ့အတိုင်းပဲကျွန်တော်ပြောမှာပဲဘယ်သူမှလည်းကျူတော့ဆိုင်နေစီကမလိုဘူးပေါ့လေနော်နောက်တစ်ခုကဒီ NUG ရဲ့လှုပ်ရှားမှုထုတ်ပြန်တဲ့ကြီးညာချက်ပေါ့ဗျာဟုတ်တဲ့ဒေါ်ဆန်းစုကြည်သွားတယ်ဒေါ်ဆန်းစုကြည်သွားပြီးဒီလိုမျိုးရှောင်လွှဲခဲ့တဲ့ဒါပေမဲ့ NUG ကဘာလုပ်လဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲခေါင်းဆောင်ပိုင်းလေသူတို့ဒီခေါင်းဆောင်လုံးနေတဲ့လူတွေမှာကဒီ moron လို့ခေါ်တဲ့ဒီကိုယ်ပိုင် stem မရှိဘူးယတိခွဲကိုယ်ပိုင်ခံယူချက်ယုံကြည်ချက်ဘောလေနော်အဲ့ဒီလိုဟာမျိုးကခိုင်မာမရှိဘူးရှင်းပြောမှဆိုရင်သူများနှာခေါင်းနဲ့အငါထားပြီးအသိရှုတဲ့အဆေးပဲရှိတယ်ဘာအကြီးချင်းမှမရှိဘူးပေါ့ဗျာရန်စကားနဲ့ပြောမှဆိုရင်တော့အဲ့တော့နိုင်ငံတကာရဲ့ထောက်ခံမှုလိုချင်တယ်ထောက်ပံ့လိုချင်တဲ့အခါကျတော့ဟုတ်ပြီအဲ့တော့ငါတို့ဒီလိုမျိုးယတိလိုက်ရင်ငါတို့များအစိုးရအဖြစ်နိုင်ငံတကာများအတိမတ်ပြုမလားဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒါတွားပြီးကြီးညာချက်ထုတ်တော့လို့ကျွန်တော်